ကျွန်တော်မြင်သမျှအရာအားလုံးရဲ့ပုံရိပ်တွေကပြောင်းပြန်ပုံရိပ်တွေဆိုတော့သိကြပါသလားအဲ့ဒီပြောင်းပြန်ပုံရိပ်တွေကိုကျွန်တော်ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းကနေပြီးတော့မှအတက်ပြန်လှည့်ပေးနေလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီနေ့ပြပြသွားမှာဖြစ်ပါတယ်။ Okay ကျွန်တော်စလိုက်အောင်ကျွန်တော်မျက်လုံးနဲ့မြင်သမျှအရာတွေအားလုံးရဲ့အလင်းတွေကအကုန်လုံးကကျွန်တော်တို့ရဲ့ပုံရိပ်ထဲမှာပြောင်းပြန်ပေါ်ပါတယ်အဲ့ဒါကိုကျွန်တော်Serum Physicsမှာသင်ပြီးသွားပြီဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်မျက်လုံးနဲ့ကြည့်သမျှအရာတွေအားလုံးကကျွန်တော်တို့ရဲ့ပုံရိပ်ထဲမှာပြောင်းပြန်ပေါ်ပါတယ်ပြောင်းပြန်ပေါ်နေတဲ့ပုံရိပ်ကိုကျွန်တော်မျက်လုံးအာရုံခံကြိုးကနေတစ်ဆင့်အုံနောက်ကိုပြီးပို့ပါတယ်အုံနောက်ကနေတစ်ဆင့်ကျွန်တော်တို့အတဲဖြစ်စီတယ်ပေါ့အတဲဖြစ်စီတဲ့ကြာချိန်ကလည်းကျွန်တော်တို့တစ်စက္ကန့်ရဲ့တစ်တန်းပုံရင်တစ်ပုံလောက်ပဲဖြစ်တဲ့အတွက်ကျွန်တော်တို့ချစ်ချင်းဆိုသလိုအတဲလို့ပုံစံမျိုးခံစားရပါတယ်အဲ့ဒီအချက်ကတကယ်ပဲလားဆိုပြီးတော့မှစမ်းသပ်တဲ့သိပ္ပံပညာရှင်တူရှိပါတယ်သူ့နာမည်ကတော့ George Stratton လို့ခေါ်ပါတယ်သူကဘာလုပ်လဲဆိုတော့ပြောင်းပြန်မြင်စီတဲ့မျက်မှန်ကိုသူပြုတ်လုပ်ပြီးတော့မှရှေ့ရတီတီအဲ့မျက်မှန်ကိုတက်ထားပြီးတော့မှဒီအုံနောက်ကတကယ်ပဲပြောင်းပြန်ကိုအတိတ်ပြန်ဖြစ်ပြီးစေရလားဆိုပြီးတော့မှသူစမ်းသပ်ခဲ့တယ်စမ်းသပ်ချက်ပထမဆုံးနေ့မှာပဲသူပစ္စည်းတစ်ခုကိုကောက်ကင်လိုက်တယ်ကောက်ကင်လိုက်တဲ့အချိန်မှာမျက်လုံးရဲ့အမြင်နဲ့သူ့ရဲ့လက်လှုပ်ရှားမှုတွေကတလွဲဖြစ်နေခဲ့တယ်တဲ့စမ်းသပ်ချက်9ရက်မြောက်နေ့မှာပဲသူမျက်မှန်တက်ထားလျက်နဲ့ပစ္စည်းတွေကိုကောင်းကောင်းကင်တွေ့လာနိုင်ခဲ့တယ်ဇောက်ထိုးဖြစ်နေတဲ့မြင်ကွင်းတွေကိုလည်းနည်းနည်းလေးအတိတ်ပုံစံပြန်မြင်လာခဲ့တယ်တဲ့အဲ့ဒီခံစားချက်ကိုသိချင်နေဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ကို10ဘက်လောက်လှည့်ပြီးတော့မှပစ္စည်းတစ်ခုကိုကင်ကြည့်လိုက်ပါတဲ့အဲ့ဒီခံစားမှုနဲ့တူတူပါပဲလို့သူပြောခဲ့ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့သိလိုက်ရတာအုံနောက်နဲ့ချိတ်ဆက်ထားတဲ့အရာအလုံးအသားကျဖို့ဆိုတာကအချိန်တစ်ခုပေးရပါတယ်ကျွန်တော်နှလုံးသားနဲ့ချိတ်ဆက်ထားတဲ့အုံနောက်ကလည်းအချိန်တစ်ခုပေးပြီးတော့မှကျွန်တော် feeling တစ်ခုဖြစ်ပါမယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေကိုကြည့်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို follow လုပ်ပေးတာပါကျွန်တော်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတစ်ခုနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲbye byeပါ peace